ကံနှမျိုးထိုကံသည်အတိတ်ကံပြစ္ဆုတ်ပံကံဟူ၍နှစ်ပါးအပြားရှိ၏ထိုနှစ်ပါးတို့တွင်အတိတ်ဘဝကပြုအပ်ခဲ့ပြီးသောကောင်းမှုမကောင်းမှုကောင်းသောအလုပ်မကောင်းသောအလုပ်သည်အတိတ်ကံမည်၏ထိုအတိတ်ကံသည်လူနှင့်ပြမဟုဆိုအပ်သောသူဂတိဘုံသာငရဲတိရစ္ဆာန်ပြိတ္တာအတုရကဲဟုဆိုအပ်သောဒုက္ခတိဘုံသာတို့၏ပရိဒံသည်ကိုဖြစ်စေတတ်၏ပဝိတ္တိအခါ၌လည်းထိုက်တင့်သည့်အာလျောစွာအကျိုးအပြစ်ကိုဖြစ်စေတတ်၏ယခုပြစ္ဆုတ်ပံဘဝ၌ကိုယ်ဖြင့်၎င်းနှုတ်ဖြင့်၎င်းစိတ်ဖြင့်၎င်းပြုလုပ်အပ်သောကောင်းမှုမကောင်းမှုကောင်းသောအလုပ်မကောင်းသောအလုပ်သည်ပြစ္ဆုတ်ပံကံမည်၏ထိုကံသည်မိမိအစွမ်းတတ္တဖြစ်စေအတိတ်ကံကိုထောက်ပံ့၍ဖြစ်စေအစွမ်းတတ္တိရှိလျှင်ရှိသည့်အလျောက်ယခုမျက်မှောက်၌ပင်အကျိုးအပြစ်ကိုဖြစ်စေတတ်၏နောင်တမလွန်ဘဝတို့၌လည်းထိုက်တင့်သည့်အာလျောစွာအကျိုးအပြစ်ကိုဖြစ်စေတတ်၏